Iran နိုင်ငံမှာလက်ရှိဖြစ်နေတဲ့စစ်ပွဲကမကြာသေးခင်2026ခုနှစ်ဖေဖော်ဝါရီ28ရက်နေ့မှာစတင်ဖြစ်ပွားခဲ့ပါတယ်။အဓိကအားဖြင့် Iran, Israel နဲ့ United States တို့အကြားဖြစ်နေတဲ့စစ်ပွဲဖြစ်ပါတယ်။ Wikipedia စစ်ပွဲစတင်ဖြစ်သွားတဲ့အကြောင်းတလက်စ်နဲ့ Israel တို့က Iran ကိုလေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တာ2026ဖေဖော်ဝါရီ28မှာစနဲ့ Israel ပူးပေါင်းပြီး Iran ရဲ့စစ်ရေးနေရာတွေမစ်ဆိုင်စခန်းတွေကိုလေကြောင်းကနေတိုက်ခိုက်ခဲ့ပါတယ်။အဲဒီတိုက်ခိုက်မှုထဲမှာ Iran ရဲ့အကြီးဆုံးခေါင်းဆောင်တွေဒေါ်လာAli Khameneiလည်းသေဆုံးခဲ့ပါတယ်။ Encyclopedia Britannica နဲ့အကြောင်းရင်းကြီးတွေ Iran ရဲ့နျူကလ িয়ার အစီအစဉ် Nuclear Program မစ်ဆိုင်နည်းပညာတိုးတက်လာတာ Middle East နိုင်ငံတွေမှာ Iran ရဲ့စစ်ရေးသက်ရောက်မှုကြီးလာတာဒီအကြောင်းတွေကြောင့်ထန်းကျင်ကြာရှည်တိုးလာခဲ့ပါတယ်။ Encyclopedia Britannica Iran ကပြန်တိုက်ခိုက်မှုလုပ်ခဲ့တာ Iran ကမစ်ဆိုင်နဲ့ drone တွေအသုံးပြုပြီး Israel Gulf နိုင်ငံတွေစစ်စခန်းတွေကိုတိုက်ခိုက်ခဲ့ပါတယ်။ Wikipedia စစ်ပွဲကဘလို့ပုံစံဖြစ်နေသလဲ Middle East နိုင်ငံအများကြီးပါဝင်လာနေပါတယ်။မစ်ဆိုင် drone တိုက်ခိုက်မှုတွေနေ့တိုင်းဖြစ်နေပါတယ်။နိုင်ငံတချို့မှာစစ်သင်္ဘောနဲ့စစ်စခန်းတွေကိုလည်းတိုက်ခိုက်နေပါတယ်။အကျဉ်းချုပ် Israel က Iran ကိုပထမဆုံးလေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့ Iran ကပြန်ပြီးမစ်ဆိုင်နဲ့ drone နဲ့တိုက်ခိုက်အခုတော့ Middle East အနှံ့စစ်အရေးတင်းမာနေပါတယ်။ဒီစစ်ပွဲ World War ဖြစ်နိုင်လားဖြစ်နိုင်တဲ့အခြေအနေ၃မျိုးရှိပါတယ်။ The Regional War Middle East စစ်ပွဲကြီးအခုအခြေအနေမှာအများဆုံးဖြစ်နိုင်တာကဒီအခြေအနေပါ Iran Israel United States Lebanon Yemen Bahrain Jordan ဒီနိုင်ငံတွေပိုပါလာရင် Middle East တစ်ခုလုံးစစ်ပွဲကြီးဖြစ်နိုင်ပါတယ်။ဥပမာ Hezbollah က Israel ကို rocket ပစ်ပြီး Lebanon မှာလည်းစစ်ဖြစ်နေပြီ Wikipedia Global War World War ဖြစ်နိုင်တဲ့အခြေအနေဒီလိုနိုင်ငံကြီးတွေတိုက်ရိုက်ပါဝင်လာရင် World War ဖြစ်နိုင်ပါတယ်။ Russia China United Kingdom France အခုအချိန်ထိတော့ဒီနိုင်ငံတွေတိုက်ရိုက်စစ်ဝင်မထားသေးပါဘူး။ဒါကြောင့် World War 3ဖြစ်သွားတာတော့မဟုတ်သေးပါဘူး။ Axios အခုလက်ရှိစစ်ပွဲထဲပါဝင်နေတဲ့အဖွဲ့တွေတိုက်ရိုက်တိုက်နေတဲ့နိုင်ငံ Iran Israel United States Iran ဘက်ကကူညီနေတဲ့အဖွဲ့တွေ Hezbollah Lebanon Houthi Movement Yemen Hamas Gaza ဒီအဖွဲ့တွေက Israel နဲ့ IS ကို rocket drone နဲ့တိုက်နေပါတယ်။ Drashte yes Israel ဘက်ကကူညီနေတဲ့နိုင်ငံ United Kingdom Jordan Bahrain Saudi Arabia စစ်ပွဲကြောင့်ဖြစ်နေတဲ့အကြီးဆုံးပြဿနာတစီဈေးတက်နေတယ် Strait of Hormuz မှာသင်္ဘောတွေမသွားနိုင်တော့ဘူးကမ္ဘာစီရဲ့နှစ်ဆက်ဒီလမ်းကြောင်းကနေလာတာပါ Wikipedia နှစ်လူများစွာထွက်ပြေးနေကြတယ်။ Lebanon မှာလူ900လောက်အိမ်အောင်ပြက်ပြီးထွက်ပြေးနေကြပါတယ်။ Reuters အကျဉ်းချုပ်အခုစစ်ပွဲက World War မဟုတ်သေးဘူး။ဒါပေမဲ့ Middle East စစ်ပွဲကြီးဖြစ်လာနိုင်တဲ့အနေအရှိနေတယ်။နိုင်ငံကြီးတွေပါဝင်လာရင် World War ဖြစ်နိုင်ပါတယ်။ဒီစစ်ပွဲမှာဘယ်သူအနိုင်ရနိုင်လဲ The Israel United States but အားသာချက်တွေကမ္ဘာအင်အားကြီးစစ်တပ်နည်းပညာမြင့်လေကြောင်းတပ် Advanced Missile Defense Systems အကြောင်းကြောင့်လေကြောင်းတိုက်ခိုက်မှုတွေမှာအများအားဖြင့်ဒီဘက်ကအားသာနိုင်ပါတယ်။နဲ့ Iran ဘက်အားသာချက်တွေလူအင်အားများမစ်ဆိုင်နဲ့ drone များ Middle East ထဲမှာမဟာမိတ်အဖွဲ့များဥပမာ Hezbollah Hamas Houthi Movement ဒါကြောင့်စစ်ပွဲကရှေ့ကျလာနိုင်ပြီးအလွယ်တကူမပြီးနိုင်ပါဘူး။အကျဉ်းချုပ်တိုက်ရိုက်စစ်အင်အား Israel ရဲ့အားသာဒေသရင်းအဖွဲ့များစစ်ရှေ့ကြမှု Iran ဘက်အားသာ
ဒါကြောင့်အနိုင်ရှင်းရှင်းမရှိဘဲစစ်ရှည်ကြနိုင်တဲ့အခြေအနေဖြစ်နိုင်ပါတယ်။ကမ္ဘာစီးပွားရေးဘယ်လိုထိခိုက်နိုင်လဲ။တစီစေးအရန်တက်နိုင် Middle East မှာရှိတဲ့ Strait of Hormuz လမ်းကြောင်းကနေ ကမ္ဘာစီ20လောက်တည်ယူပါတယ်။စစ်ပွဲကြောင့်ပိတ်သွားရင်စီဈေးတက်တည်ယူပို့ဆောင်ရေးဈေးတက်ကမ္ဘာတဝန်းဈေးနှုန်းတက်နှစ်ကမ္ဘာစီးပွားရေးမငြိမ်မသက်ဖြစ်နိုင် Stock Markets ကျနိုင် ကုန်သွယ်ရေးလျော့နိုင်နိုင်ငံတချို့ recession ဝင်နိုင်သုံးအာရှနိုင်ငံတွေပါထိခိုက်နိုင်ဥပမာ China India Japan ဒီနိုင်ငံတွေက Middle East စီကိုအများကြီးမှီခိုနေပါတယ်အကျဉ်းချုပ်စစ်ပွဲအနိုင်ရှင်းရှင်းမရှိနိုင်စစ်ရှည်ကြနိုင်စီဈေးတက်နိုင်ကမ္ဘာစီးပွားရေးထိခိုက်နိုင်